မင်္ဂလာပါရှင်ကျမတို့ channel လေးကနေပြန်လည်ကြိုဆိုပါရစေဒီတစ်ပတ်တင်ဆက်ပေးမှာကတော့စာရေးဆရာမမဆန္ဒရဲ့ကြောက်လို့ရမဟုတ်ပါဘူးဆိုတဲ့ဝတ္ထုတိုလေးဖြစ်ပါတယ်အပေါ်ထပ်ဖျားစဉ်ရှိကတစ်သားပလက်ကလထိုင်လေးမှာအဖွားအမြဲထိုင်တတ်တယ်နေရောညပါထိုင်ရလွန်တဲ့အတွက်စစ်စိမ်းအောင်ကလထိုင်ရဲ့ဖင်လေးမှာအယောင်နေပင်လွင့်ပြဲနေပြီဖြစ်တယ်အဖွားရဲ့အသက်က80ကျော်နေပြီမို့အပေါ်တက်အောက်ဆင်တိတ်မလို့ဖြစ်တော့ပြီအပေါ်ထပ်မှာရေချိုးခန်းရုံအိမ်နာပါရှိတော့အောက်ထပ်ဆင်းရန်လဲတိတ်မလိုလားပင်အပေါ်ထပ်မှာအဖွားအတွက်သွားစရာနေရာကတိတ်များများဆဆရှိသည်တော့မဟုတ်အခန်းထဲမှာသူ့အိတ်တဲ့ကလေးနဲ့ကရင်ဘေးကကျိန်ကလထိုင်ဖျားစင်အောက်ကပလက်ကလထိုင်အိမ်နောက်ရေချိုးရန်ရေချိုးခန်းနဲ့တဘိုးတဘာသွားရင်အိမ်နာထိုနေရာလေးခုကိုအလဲကျသွားရင်တနိတာရဲ့ရှည်လျားလာတဲ့အချိန်တွေကိုတရွေ့ရွေ့ကုန်လွန်စေရတယ်အဖွားနဲ့အတူနေသူကသမီးအကြီးဆုံးဖြစ်သူဒေါခင်ခင်ကြီးဖြစ်လေတယ်သူ့အသက်ကလည်းမသေး55နှစ်ရှိပြီဆိုတော့စပင်တွေကလည်းကြောင်ကြောင်ကြားကြားဖြူကမျက်စိလည်းမှုန်နေပြီဖြစ်တယ်။ဒါတွေမကသေးကိုလေးချိန်ကလည်းပေါင်150ကျော်လေးတယ်။ဒီတော့လေဒီခနာကိုဝဝကြီးကိုထောက်ပြီးထူမထားတဲ့ဒူးတွေကနာလာပါတယ်။အဖွားကတော့ပိန်ပိန်ပပလေးဖြစ်တယ်။အသက်ကြီးဒီမှာအပဘာယောဂမှကြီးကြီးကျယ်ကျယ်မရှိချေ။တွေးလည်းမတူတွေးလည်းမချိုပင်မျက်စိမှုန်တော့လဲနားမလေးသတိကလည်းကောင်းစေပင်ထို့ကြောင့်လဲဒေါခင်ခင်ကြီးကအမေကအသက်ကြီးပေမဲ့ကျန်းပါတယ်။ငါသာအမေအသက်လောက်ထိနေရရင်ယောဂါတွေစုံနှဖားကိုစီးနေမှာလို့မကြာခဏတွေးမိတတ်တယ်။ယခုအသက်အရွယ်တွင်ပင်သူခမစီးကြိုရောသွေးတိုးရောရှိနေပြီဖြစ်လေတယ်။အဖွားကြီးကိုအဖွားလေးကပြုစုနေတာဟဲ့။ကျန်တဲ့မောင်နှမများရှိတွင်ဒေါခင်ခင်ကြီးကထိုးတို့ပင်အသားယူကပြောတတ်တယ်။သူ့ကိုယ်သူလည်းထိုးတို့ပင်ထင်တယ်။အရင်ကတော့ဟုတ်ပါတယ်။အဖွားကိုကိုဖိရင်ဖိပြုစုနိုင်ခဲ့။သို့တော့အခုနောက်ပိုင်းတွင်တော့သူ့သမီးမွေးထားတဲ့အမွှာညီနောင်ကိုမျက်ခြေမပြတ်ထိန်းချောင်းနေရ၍အဖွားနာတို့ပင်တိတ်ပြီးကပ်ဖြစ်လာတော့သည်မဟုတ်ချေ။ကကြီးနဲ့ကကြောင်လို့အမိသွင်းတဲ့အမွှာညီနောင်မှာအသက်3နှစ်ကျော်ကစားပင်ရှိသေးတယ်။စကားတက်ကစားမှုအမေးမြန်ထူလာသလိုမြောက်ရှုံးအောင်လဲစော့တက်တယ်။အဘော်ထက်ကိုအဖွားရဲ့ပိုင်နက်အဖြစ်သတ်မှတ်ထား၍သူတို့ရဲ့ဘေးရန်မှာလွတ်တော်လဲအောက်ထပ်တစ်ထပ်လုံးကပြောင်းဆန်ပြီးပေါ့စာကျဲနေအောင်အစွမ်းပြလေးရှိကြတယ်။ဒေါခင်ခင်ကြီးခမဟဲ့ဟိုကောင်ကကြီးကျင်းကလထိုင်မို့တက်မခုံမှနဲ့ဆိုပြောမရအောင်လားအကုန်လုံးအပေါက်တွေဖြစ်ကုန်တော့မယ်ကြောင်နော်တန်မန်းမော်ခိုတက်နေပြန်ပြီလားစင်းစုစင်းလန်းအခုစင်းလန်း3မိနစ်တခါလောက်အပြင်းအောင်အော်ဟစ်နေရတော့အဖွားရဲ့အနာကိုတိတ်မရောက်ဖြစ်ဒီမှာမဆန်းလာပင်နေကင်းကြတော့လေသူ့မီးတွေကိုအတင်းအိတ်ခိုင်းပြီးကလေးတွေအိတ်ရင်သူ့ပါရောပြီးအိတ်သွားတတ်တယ်ညနေဆောင်၍ကလေးတွေအမေပြန်ရောက်ခါမှသူကအဖွားနာကိုခဏတစ်ဖြုတ်လာထိုင်နိုင်တယ်အရီကွန်လေးတွေပျော့ကရှုံနေတယ်အဖွားရဲ့ခြေသလုံးလေးတွေကိုတစ်ချက်နှစ်ချက်လောက်ဝင်နှိပ်ရင်ရောက်တက်ရရပြောလေးရှိတယ်အမေမနက်ကထမင်းစားလို့ဝင်ရဲ့လားမနက်ဖြန်မနက်မိုးငါစားမလားယင်နေကင်းတော့ခင်လေးစီကစားလာတယ်မကွေးမြတယ်လို့ဖျားပွဲအရန်စီတယ်တဲ့ဖျားပွဲမှာအညာဆောင်နေတွေ့လို့အမေဖို့တထဲဝဲထားတယ်တဲ့ပြောလို့မှမဆုံးသေးသူ့ယောက်ျားဦးလာဆောင်ထမင်းစားတော့မီဆိုတော့အဖွားကိုထားခဲ့ပြီးယောက်ျားနာပြေးရပြန်လေတယ်အဖွားနာတွင်နေရန်ကလေးမလေးတအုပ်ကိုတော့အမြဲလွတ်ထားတယ်သို့တော့ဒဇိန်းဆိုတော့ဒဇိန်းလိုပင်အဖွားအတွက်ကွေကာအုပ်ဖြုတ်ပေးလင်းခွက်ထဲမှာသူတောင်းရန်တဝက်လောက်ချန်ထားတတ်တယ်တနခါသွင်းရင်လဲဆက်သွေးတွေယောဂထည့်ထားတတ်တယ်ပလက်ကလထိုင်ပေါ်မှာထိုင်ရင်အဖွားတရားမှတ်နေပြီဆိုရင်တော့သူကဘေးမှာလှဲကအိပ်ပျော်သွားတတ်တယ်အဖွားတစ်ခုခုလိုချင်ရင်နှုံးရင်လဲတော်တော်နဲ့မနိုးတတ်ဇွတ်ပေးပြီးဆက်အိမ်နေတတ်တယ်အဖွားခမဘဲသူဘဲညာလဲမပြောချင်တဲ့အတွက်ရတတ်သမျှသောဝိကြေတန်းကြီးအပြုစုလေးတွေကိုခံယူကာနှုတ်ကိုသာပိတ်ထားလိုက်တယ်ရှည်လျားလာတဲ့နေ့ရက်တွေကိုအတွေးနဲ့တာအဖော်ပြရလေတယ်အဖွားမှလည်းလွန်ခဲ့တဲ့8နှစ်ကျော်ကကွယ်လွန်သွားခဲ့တဲ့အဖိုးနဲ့သူ့ရဲ့သားသမီးတွေအကြောင်းကလွဲ၍တွေးစရာအကြောင်းများများဆဆမရှိလားသမီးကြီးဆုံးခင်ခင်ကြီးအပြင်မောင်မောင်ကြီးမောင်မောင်လက်မောင်မောင်လေးခင်ခင်လက်ခင်ခင်လေးခင်ခင်ထွေးဆိုတဲ့သားရီသမီးတွေရှိသေးတော့တယောက်အကြောင်းမှတယောက်အကြောင်းကိုကူးပြောင်းတွေးတော်ရင်အတွေးမြင်နေရောရှက်နေတတ်တယ်အငယ်ဆုံးသမီးဖြစ်တဲ့ခင်ခင်ထွေးပင်40ကျော်နေပြီဆိုတော့အဖွားရဲ့သားသမီးတွေဟာခေစကားနဲ့ပြောရရင်အန်ကယ်ကြီးအန်တီကြီးတွေဖြစ်နေကြပြီဖြစ်တယ်အကြီးကောင်မောင်မောင်ကြီးကမေအေကိုတိတ်ချစ်တာအငယ်တွေတယောက်ပြီးတယောက်မွေးလာတော့သူ့ခမအမေနာကိုမကတ်နိုင်ရှာတော့ဘူးဒီတော့အမေအင်ကြီးအဟောင်းလေးကိုဖတ်ပြီးအိတ်တက်တာအင်ကြီးမှာဆွဲနေတဲ့တောင်နှံကြီးနှံ့နဲ့ချွေးနှံကိုသူကအမေရဲ့အနံ့နဲ့အဖွားကစိတ်ပရီလေးတကြောက်ကြောက်စိတ်ရင်တွေ့တယ်
ကျောင်းပြင်းနာကအလတ်မမိခင်လက်ကျောင်းနောက်ဘက်အိမ်ဒါနာကခွေးတို့ပေါက်ကနေတိုးထွက်ပြီးအိမ်ကိုပြင်းပြန်ပြေးလာတတ်တာသူ့အဖေကစိတ်တူတူနဲ့အတော်နာအောင်ရိုက်လိုက်မှအဲ့ဒီအကျင်ပျောက်တော့တယ်ငါနို့နာပေါက်လို့နို့ကောင်းကောင်းမတိုက်နိုင်တာကအငဲကောင်မောင်မောင်လေးသူ့ကြတော့နို့ဘူးတိုက်ရတာမတ်တက်ပြေးတက်တော့နို့ဘူးကြီးတန်းလန်းကိုက်လို့ဒီနေ့သတင်းကြွမှာသားတွေသမီးတွေအိမ်မှာလာစုကြရင်ဘလောက်ကောင်းမလဲငါမသေးခင်သားသမီးအစုံနဲ့ဆူဆူယုံယုံဓာတ်ပုံရိုက်ချင်လိုက်တာပတ်ထန်းတွေရွရင်လဲတွေးရေချိုးရင်လဲတွေးအစာစားရင်လဲတွေးနဲ့အဖွားရဲ့အဖော်ကအတွေးများသာဖြစ်နေလေတယ်အဖွားကသားသမီးတွေကြောင့်တတွေးတွေးနေရတော့လေအလုတ်တောင်ဝင်ဖိစီနေတဲ့သားသမီးတွေကမို့အဖွားရဲ့အကြောင်းကိုတွေးရင်အချိန်သိမ့်မရှိကြပဲငယ်စဉ်ကအဖွားရဲ့အင်ကြီးအဟောင်းလေးကိုဖတ်အိတ်တက်တဲ့မောင်မောင်ကြီးပင်ရန်ကုန်တမြို့ထဲမှာရှိနေပါလျက်နဲ့အဖွားစီကိုမှန်မှန်မရောက်ဖြစ်ဒီမှကြားလေပြီမော်ဘီဘက်မှာခြံဝဲကတီဟိုတရက်တီစိုက်နေတော့အချိန်အားလေးရရင်မော်ဘီခြံဘက်ကိုပြေးလိရှိပြီးအဖွားစီခြေဦးမလဲနိုင်တော့ချေခင်ခင်ကြီးနဲ့မောင်မောင်ကြီးတို့ကရန်ကုန်မှာရှိကြတော့လေကြံ၅ဦးကတော့မန္တလေးမကွေးပသိမ်ပြင်းမနာနဲ့မော်လမြိုင်တို့မှာရောက်နေကြတာမို့မြန်မာပြည်အနှံ့ပြန့်လို့နေတယ်တခါတလေကြတော့လေအဖွားဟာငငယ်တုန်းကဩဇာစီကလေးတွေနဲ့ဇဲတောက်ကစားခဲ့ဘူးတာကိုသတိရတယ်လက်ထဲမှာစုစုပ်ထားတဲ့ဩဇာစီလေးတွေကိုကျမ်းမော်ကိုကျဲချလိုက်သလိုသူ့သားသူ့သမီးများဟာနေရာအနှံ့ကျဲပြန့်၍သားလေတယ်တယောက်လင်းတနေရာတယောက်လင်းတဘဝစီနဲ့သူတို့ရဲ့ကိုယ်ပိုင်ဘဝထဲမှာသူတို့နဲ့သက်ဆိုင်တဲ့အလုပ်တာဝန်မိသားစုတာဝန်တို့တာမကလူမှုရေးပြဿနာစီးပွားရေးပြဿနာများနဲ့ပါအဖိစီးခံနေကြရလေတယ်အဖွားစီကိုကြုံရင်ကြုံတယ်လို့ဝင်လာကြစာရေးကြတယ်လီဖုန်းဆက်ကြစားစရာတွေပို့ကြတော့လေသူတို့မိခင်အိုကြီးအတွက်သူတို့ရဲ့ကိုယ်ပိုင်ချိန်တွေကိုတော့များများဆဆဖဲ့ပြီးမပေးနိုင်ကြတော့ပြီဒီလိုနဲ့ပဲဒီနေ့ဘသူများပေါ်လာမလဲဘသူများတယ်လီဖုန်းဆက်မလဲဘသူစီကများစားလာမလဲဘသူစီကများလူကြုံရောက်မလဲစသဖြင့်မျောရင်းငင်းအချိန်နေကုန်လာခဲ့တယ်နေတကာထွက်လိုက်နောက်ပြီးပြန်ဝင်သွားလိုက်နောက်တစ်ခါနေထွက်လာလိုက်ပြန်ဝင်သွားလိုက်နဲ့အဖွားရဲ့နေမင်းနေဟာဘာထူးခြားမှုကိုမှမပေးခဲ့သည်မှာကြာမြင့်လာချေပြီအခုတလောတော့နည်းနည်းထူးခြားနေတယ်အကောင်ထူးခြားသည်တော့မဟုတ်နေမကောင်းမဖြစ်ဘူးတဲ့အဖွားခမများပြုတ်ကျင်ခြင်းအန်ကျင်ခြင်းဖြစ်နေခြင်းပဲပိုက်ထဲမှာတင်းတင်းကြီးဖြစ်ကထမင်းလေးတစ်လုံးနှလုံးလောက်စားပြီးလျင်ပြည့်ကဲကဲကြီးဖြစ်သွားတတ်တယ်အစာလဲကောင်းကောင်းမကြည့်ပဲခြင်နဲ့နေတက်နေတတ်တယ်ဒီနေ့မနက်တော့ပိုက်ကြီးကတင်းနေုံမကတော့နာကျင်ခြင်းအောင့်ကျင်ခြင်းနဲ့အနေရအထိုင်ရပါခတ်လာတယ်မတက်တာတော့ခင်ခင်ကြီးကိုခေါ်ရလေတယ်နေမကောင်းရင်လဲစောစောပြောရပေါ့အမေရဲ့ဟုတ်ပါရဲ့ကျမလည်းအမေနာမကတ်နိုင်အစာမကြည့်တာကြာပြီသမီးရဲ့ရက်စားလေးရက်လိုက်ရင်တတ်တာမလားထင်းနေလို့မပြောတာအခုရောရင်အခုတော့ဘိုက်ကြီးတင်းပြီးနာလာတာဖြစ်လာတာနဲ့ဒေါခင်ခင်ကြီးချက်ချင်းပင်ဆရာဝန်ပြေးခေါ်တယ်ရက်ဆွေရက်မျိုးဖြစ်နေတော့ဆရာဝန်လေးကလည်းချက်ချင်းလိုက်လာတယ်အဖွားကိုတေချာဆန်းတက်ပြီးအဖွားကဦးတက်ရောင်နေတာပဲလို့ပြောတယ်အဖွားကိုစီးုံတင်မို့လုပ်ပါဦးတက်ရောင်တာကကြာရင်ပေါက်ထွက်တတ်တယ်မပေါက်ထွက်အောင်ဘယ်လိုလုပ်မလဲလူလေးရဲ့ဘိုက်ခွဲပြီးဖြတ်ပြရမှာဖွားရဲ့ဖယားကလေး9ယောက်မွေးဘူးတော့လေတခါမှဘိုက်ခွဲမခံရဘူးတဲ့အဖွားကြောက်သွားတယ်ဖယားသူ့ဘိုက်ကြီးကိုဆွဲဖွင့်ပြီးအထက်ကဦးတက်ဆိုတာကိုဖြတ်ထုတ်ပစ်မယ်တဲ့အဖွားကိုအရေးရလွဲပြီးဘာမှမပေးနဲ့တော့အရေးတောင်တက်နိုင်ရင်တိတ်မတောင်းနဲ့တော့နော်အဖွားဆရာဝန်လေးပြန်သွားတော့အဖွားခမကရင်ပေါ်မှာငင်းငင်းလေးအိတ်ကကြံရတဲ့သူ့ဘိုက်ကိုလက်ဝါးလေးနဲ့အုပ်ကတန်ပုတ်တွေရွတ်တယ်ဘိုက်ထဲကအနာကတက်သားတယ်လို့ရှိလိုက်တိုးပြီးနာလာလိုက်နဲ့စိတ်တွေကဘလို့မှမတည်ငြိမ်ဘိုက်ခွဲရင်ငါတည်သွားရင်တော့ငါသားသမီးတွေကိုတွေ့ရမှာမဟုတ်တော့ဘူးဒါမဲ့သူတို့လည်းလူလားမြောက်နေပါပြီလေစိတ်ချနေရပြီပဲဟာဒီလိုတွေးရင်မျက်စိကိုမိတ်ကဝင်သက်ထွက်တက်ကိုရှုမှတ်တယ်ခဏနေတော့အတန်ငယ်ငြိမ်သွားတယ်မငြိမ်သူကတော့ဒေါခင်ခင်ကြီးဖြစ်တယ်ပေါင်ချိန်150ကျော်ရှိတဲ့ခန္ဓာကိုယ်ကြီးကိုတဲပြီးအပေါ်တက်လိုက်အောက်ဆင်းလိုက်တယ်လီဖုန်းပြေးဆက်လိုက်နဲ့လှုပ်လှုပ်ရှားရှားဖြစ်နေတယ်အဖွားကိုမဟာမြိုင်တင်ရမလားဆာကူရာတင်ရမလား UHG ပို့ရမလားသူမှမသိဘယ်နေရာကဘယ်ခွဲစိတ်ဆရာဝန်ကတော်လဲသူမသိသူကထမင်းဟင်းချက်သက်ဈေးသွားတတ်တော့လဲမြီးထိန်တတ်တော့လဲဦးတက်ရောင်ချင်းသည်ဆိုတဲ့ယောဂကိုမိတိနေရာမှာမိသူနဲ့ကူရမိကိုမသိရှာချေဒါကြောင့်ယောက်ျားစီတယ်လီဖုန်းဆက်လိုက်သမီးနဲ့သမက်စီတယ်လီဖုန်းဆက်လိုက်ရန်ကုန်တမျိုးတည်းရှိနေသူမောင်ဖြစ်သူစီကိုဆက်လိုက်
ကြံနေတဲ့မောင်ညီမတွေရှိရာနေအဝေးတွေကိုလည်းလန့်ခေါ်လိုက်နဲ့ပြာရခတ်နေတယ်။သူဟာသူလည်းဘာမှမဆုံးဖြတ်သက်ရှာပြီ။ခဏနေတော့အိမ်ရှိမှကားတစ်စင်းဆိုင်လာတယ်။ပြာကြီးပြာနဲ့ဆင်းလာသူကမောင်မောင်ကြီးဖြစ်တယ်။နစ်စီကလည်းဖုန်းခေါ်ရတာခတ်လိုက်တာငမောင်ရဲ့။အမေရောမောင်မောင်ကြီးကအဖွားစီကိုတန်းပြီးတက်လာတယ်။အိမ်ရထဲမှာအေးအေးချမ်းချမ်းလေးလျောင်းနေတာကိုတွေ့တဲ့အခါမှတက်ပြင်းတစ်ချက်ရှိုက်ကစိတ်ပူလိုက်တာအမေရဲ့လို့ပြောတယ်။ခင်ကြီးကတော့သူ့မောင်ရောက်လာ၍အတော်ကြီးအားရှိသွားတယ်။ဝုံနိုင်ကျဲနေအောင်စော့နေတဲ့ကကြီးနဲ့ကကြောင်ကိုထမင်းချက်အဝိရှော်တောင်းဝင်ယူထားရတဲ့ဒေါ်လာချင်းနဲ့အဖွားရဲ့အပားတော်မြေကောင်းမလေးကိုလက်ထက်ကိုတယောက်တစ်ကောင်းစီအပ်လိုက်တယ်။တိတ်ပြီးစိတ်ချစရာမရှိတော့လဲမျက်နှာလွှဲလိုက်တယ်။ဒီနေ့တော့အမေနားမှာပဲနေတော့မယ်။ဒီမြောက်လောင်းနှကောင်မိုးပြောင်စော်လည်းမတက်နိုင်။ထိတ်ပေါက်ပေါက်ခေါင်းကွယ်ကွယ်ဖြစ်ချင်တာဖြစ်မတက်နိုင်ဘူးလို့တွေးတယ်။နေကင်းကြတော့အဖွားကိုသားနဲ့သမီးကဘယ်တစ်ဖက်ညာတစ်ဖက်တွေကစီးရုံကိုခေါ်လာကြတယ်။ပုတ်ကလီကစီးရုံဆိုတော့နေကင်းပိုင်းမှာလှုပ်ရှားရှိတာတွေကိုပြုလုပ်ပြင်ဆင်ထားပြီးညနေကျမှခွဲကြရမည်ဖြစ်တယ်။ခန္ဓာရှိလို့ဝေဒနာရှိတာပဲမေယာအဖွားအကြောင်းနေမှန်းသိတော့သားကြီးကတတ်သမျှမှတ်သမျှအားပေးတယ်။သားသမီးတွေစိတ်မပူအောင်ကြိုးစားပြီးပြုံးထားတော့လေအဖွားရဲ့အပြုံးကမပြပြင်းချေမချိပြုံးလေးဖြစ်နေတယ်။တတိမေ့နေရင်တော်အောင်မယ်။အခုတော့ခါရိုးတွေကိုထုံစည်းထိုးထည့်ပြီးသူ့ပိုက်ကြီးကိုဓာတ်နဲ့ခွဲချမယ်ဆိုတော့အဖွားခမဘလို့ပင်အာတင်းထားပါတော့လေမကြောက်ပဲမနေနိုင်ရှာပေည9နာရီမှခွဲမိဖြစ်ရာ6နာရီလောက်ကြတော့တားငယ်မောင်မောင်လေးတယောက်မောကြီးပန်းကြီးနဲ့ရောက်လာတယ်အလုပ်တွေအကုန်လွှဲပြီးတောက်လျှောက်မောင်းချလာတာမေကြီးညောင်ကုန်းတရာကြီးပြီးသွားတာတိတ်ဟန်ကြတာပဲပသိမ်ရန်ကုန်ခရီးမြေကြောရှုံလိုက်တယ်လို့တော်တော်မြန်သွားတယ်အရင်ကလိုသာဇက်ဆောင်ပြီးမြစ်ကူးနေရင်အမေကိုခွဲကန်းနဲ့မသွင်းခင်မိချင်မှမိမှာမောင်မောင်လေးကအဖွားလက်ကိုတင်းတင်းဆုပ်ထားတယ်အဖွားကိုချစ်ကျင်သာစွာကြည့်ရင်မကြောက်နဲ့တော့မေကျွန်တော်ဘေးနေမေးလာတယ်အမေအသက်100ကျော်နေရမယ်တဲ့ဒီလိုပြောတယ်အတီပေါက်နဲ့ဖြီးတတ်တဲ့သူ့သားเจ้าကိုတီးပြီးသားမို့အဖွားကကြောက်စိတ်တွေရော့ကာရည်ချင်းလာတယ်အမေကိုခွဲစိတ်ခန်းထဲသို့မပို့မီမြင်ကျင်၍တရကြမ်းမောင်းလာတယ်ဆိုတဲ့စကားကြောင့်တသိမ့်သိမ့်ကြည်နူးသွားတယ်ငါကန်ကောင်းလိုက်တာငါသားသမီးတွေကတီးတက်လိုက်တာလို့အခါခါတွေးရင်ခွဲစိတ်ခန်းထဲကိုခက်ပြုံပြုံဝင်သွားတယ်ဘာမှမပူနဲ့အမေကတရားမှတ်နေလိုက်မှာမကြောက်တော့ပါဘူးလို့ပြန်ပြီးအားပေးသွားသေးတယ်အဖွားပြောသလိုပင်ဖြစ်တယ်အဖွားကိုအောင်မြင်စွာခွဲစိတ်ရပြီးသွားတယ်အိမ်ညာကအဖွားခွဲစိတ်ခန်းထဲကအပြင်ရောက်လာပြီးတနားရီလောက်နေမှသားနှစ်ယောက်ပြန်သွားတယ်ခင်ခင်ကြီးကတော့အိမ်မပြန်သူနာပြုတ်ဆရာမနဲ့အတူအဖွားဘေးမှာစောင့်နေရတဲ့နှာခေါင်းပိုက်တွေတန်းလန်းထည့်ထားတဲ့အတွက်အနေခက်လာတော့လဲမျက်စိဖွင့်ကြည့်လိုက်တိုင်းသမီးဖြစ်သူခင်ခင်ကြီးကအမေခင်ကြီးရှိရဲ့နော်တူတူပြောတတ်တော့အဖွားခမအားတွေထက်ထက်ရှိနေတယ်နောက်နေ့မနက်ကျတော့မန္တလေးမှာမောင်မောင်လက်မကွေးမှာခင်ခင်လေးနဲ့မော်လမြိုင်မှာခင်ခင်လက်တို့ရှေ့စင်နောက်စင်ရောက်လာကြတယ်ပြုံးရင်နေတဲ့အဖွားကိုတွေ့လျက်နဲ့ခင်ခင်လက်ကစိတ်ပူလိုက်တာမေရဲ့လို့ပြောပြီးမျက်ရည်တွေကျနေသေးတယ်မောင်မောင်လက်ကလည်းရရထားတွဲနဲ့လိုက်လာတာဆိုတော့အိတ်စင်မရဘူးလေစောင်းလိုက်ခါလိုက်တာလေလွန်ပါရောကျွန်တော်ကအိမ်မက်တော့မိရထားဘလောက်ခုန်ခုန်အိတ်တာပဲအိတ်လိုက်တာနဲ့အိမ်မက်ထဲမှာအမေသေးတယ်ကြီးမှတ်နေတော့တာဘယ်နှခါမှန်းတော့မသိဘူးအမလေးစိတ်ဆင်းရဲလိုက်တာမပြောပါနဲ့တော့မေယာဒီလိုညင်းညင်းညူညူပြောတယ်သူမျက်စိရှိမှပျောက်ထွက်သွားမှဆိုးသလိုအဖွားရဲ့လက်ကိုတင်းတင်းဆုပ်ထားတော့အဖွားကအမေမသေးသေးပါဘူးသားရဲ့အသက်100ကျော်နေရမယ်လို့ဘီရင်ကဟောတဲ့သူကိုယ်တိုင်မယုံမဲနဲ့ပြန်ပြောမိသေးတယ်နောက်ဆုံးမှရောက်လာသူကသမီးငယ်ဆုံးခင်ခင်ထွေးဖြစ်တယ်နောက်ဆုံးမှရောက်လာသူကအငယ်ဆုံးသမီးခင်ခင်ထွေးဖြစ်တယ်သူကအလဲတန်းကျောင်းဆရာမကြီးဆိုတော့သူတပည့်တွေကြော့သမျှဟော်လစ်တို့အိုဘာတင်းတို့အဖွားအတွက်ကိုတထန်းတပူကြီးတေချလာတယ်ဟေးဟော်လစ်တွေအိုဘာတင်းတွေဘာလုပ်ဖို့လဲနောက်ဆုံးမှလာပြီးဓာရီသေးလာလို့ဘာလုပ်မှာလဲအတီပေါင်းနဲ့စဟောက်တဲ့သူကမောင်မောင်လေးဖြစ်တယ်သူကမျက်စိတစ်ဖက်မိတ်ပြထားတော့ကြံအကိုအမများကပါတယောက်တစ်ပေါက်ဝိုင်းပြီးစူကြတယ်ဟုတ်သားပဲအရေးကြီးတာကအမေနေမကောင်းမှုဆိုချက်ချင်းအရောက်လာဖို့ပဲအမေကတော့သမီးမျက်နှာလေးကြည့်ချင်မြင်ရင်ရှာတာအလုပ်ကတော့လုပ်ပေါ့ဒါမဲ့အဲ့အလုပ်ကမိထက်အမြဲတမ်းရေးကြီးနေလားခင်ခင်ထွေးခမသူ့เจ้าမှာသာသူကเจ้าဆရာမကြီးဖြစ်တော့လေမိသားစုဝင်ထဲမှာတော့အငယ်ဆုံးဖြစ်တယ်အကိုရီအမတွေဘသူ့ကိုမှသူကပြန်မပြောရဲရှာချေမျက်လုံးလေးပီကလက်နဲ့ဟိုကြည့်ဒီကြည့်ဖြစ်နေရှာတယ်အားလုံးကမျက်နှာထိမျက်နှာထားနေဆိုတော့မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာတယ်ခင်ထွေးလာချင်ပါတဲ့
ဟုတ်ကူလာလို့မရတာပါလို့အထစ်ထစ်အငုံငုံပြောတော့မှတဝါဝါဝိုင်းရင်ကြတယ်ခင်ထွေးရဲ့ကောင်းကိုချစ်စနိုးဝိုင်းပုတ်ကြရင်ငါအမလေးလို့ထောပနာပြူကြတယ်အဖွားခမရမှာတော့အသက်40ကျော်50ကျော်သူ့သားသမီးတွေကိုကြည့်ရင်ကလေးလေးတွေလို့ထင်မိတယ်သူတို့တဦးနဲ့တဦးပြောကြဆိုကြရီမောကြနဲ့ပျော်နေကြတာကိုကြည့်၍မဝနားထောင်ရင်မဝနိုင်အောင်ရှိလာတယ်နောက်ရက်တွေကတော့အဖွားအတွက်ရွှေအောင်လန်းတဲ့နေ့ရက်တွေဖြစ်တယ်ရှာရှာပပလာဆောင်ရတဲ့သားသမီး9ဦးနဲ့အတူတကွဓပုံရိုက်ရခြင်းပင်ရိုက်ရတဲ့နေရာကလည်းကြည်အောင်လူနာကရင်ပေါ်မှာအဖွားကကိုတပိုင်းမိကထိုင်နေရင်သား3ယောက်နဲ့သမီး4ယောက်ကဘေးမှာဝိုင်းထိုင်နေကြတယ်ခွေးချေလေးနဲ့ထိုင်နေတဲ့မောင်မောင်ကြီးကအဖွားရဲ့ကရင်ပေါ်မှာဟန်ပါပါနဲ့လက်တစ်ဖက်ထောက်ထားတယ်သူ့နောက်ကခင်ခင်လက်ကနေစီပန်းနေထိုးထားတဲ့ပန်းအောင်ကိုသူ့ရဲ့ကောင်းနောက်ဖက်မှာဝက်လျက်ကင်ထားတယ်အမတ်တမဲကြည့်လျင်မောင်မောင်ကြီးခမပန်းနေဝင်းနေအောင်ပန်ထားရတဲ့တူလေတယ်ခင်ခင်လက်ရဲ့ကောင်းနောက်ဖက်မှာလဲမောင်မောင်လေးကလက်ဆယ်ချောင်းကိုဖြန့်ကာကာကြီးထောင်ထားပြန်တယ်ခင်ခင်ကြီးကအဖွားအတွက်စံပြုတ်ပကံကိုကင်ကဇက်ပုံရိုက်ရဘက်ကိုလှည့်ပြီးအစွမ်းကုန်ပြုံးပြနေတယ်သူ့နောက်မှာမောင်မောင်လက်ကတပ်ဘူးကြီးကင်ပြီးသူ့ကောင်းပေါ်လောင်းချတော့မဲ့ဟန်ပြင်းနေတယ်ခင်ခင်လေးနဲ့ခင်ခင်ထွေးကပန်းနေနဲ့ဝေဖြစ်နေတဲ့သူတို့အကိုကြီးကိုကြည့်ကအာရပါရရှိနေကြလေတယ်အဖွားဘေးမှာအားလုံးအိမ်ရီရရက်ကရိုက်ထားတဲ့ဓပုံတပုံရှိသေးတော့လဲပထမပုံလောက်သူတို့ကမကြိုက်တာမယားတွေလည်းမပါကလေးတွေလည်းမပါပဲသူတို့မောင်နှမကြီးတက်တက်ပြန်ဆောင်ရတဲ့အတွက်သူတို့ကိုသူတို့လူငယ်တွေလိုပြန်ဖြစ်ပြီးငငယ်တုန်းကအကြောင်းတွေကိုပြော၍မဆုံးရေး၍မဆုံးနိုင်အောင်ဖြစ်နေကြတယ်ဒီလိုနဲ့ပဲအချိန်တွေလင်းမြန်စွာကုန်သွားတယ်အဖွားလည်းအနာချက်ကချုပ်ရိုးဖြီရတယ်စီကြိုလည်းမရှိတွေးတိုးလည်းမတက်နှလုံးကလည်းကောင်းအဖျားကလည်းမတက်အနာကလည်းပိုးမဝင်အဖွားရဲ့အခြေအနေကဆရာဝန်လက်ဖျားခါလောက်အောင်ကိုပဲကောင်းနေလေတယ်ဒီလိုအသက်အရွယ်မှာခွဲစိတ်ပြီးဒီလောက်ကောင်းတာတိတ်ရှာတာအဖွားကတော့ထူးရှည်ပါပဲအဆောင်သူနာပြုဆရာမလေးကပြောတယ်အဖွားကတော့အရင်တုန်းကလောက်မရွှင်တော့ပြီသူနေကောင်းရင်အိမ်ပြန်ရတော့မယ်အိမ်ပြန်ရောက်ပြီးရင်တော့သူ့သားသူ့သမီးတွေကလည်းသူတို့တာဝန်သူတို့မိသားစုများရှိရာကိုတယောက်ပြီးတယောက်ပြန်ကြတော့မယ်အဖွားစိုးရိမ်တဲ့အချိန်ဟာချက်ချင်းပင်ရောက်လာတယ်စရွေပြန်သူကတော့မန္တလေးကမောင်မောင်လက်ပဲဖြစ်တယ်ခွင့်နေစီနေပြီမေရဲ့သတင်းကြွမှာတစ်ခေါက်ပြန်လာခဲ့မယ်နော်ဒီလိုပြောပြီးအဖွားရဲ့ခြေစုံကိုခေါင်းနဲ့တိုက်၍ကြော်သွားတယ်ခင်ခင်လက်ကိုတော့သူ့ယောက်ျားတယ်လီဖုန်းဆက်တယ်တားငယ်လေးဖျားနေတယ်အမြန်ပြန်လာပါတဲ့မောင်မောင်လေးကတော့အဖွားစီးရုံမှာမစင်းမိကြတဲ့ကပသိမ်ကိုတစ်ခေါက်ပြန်ပြေးပြီးဖြစ်တယ်ဟိုကအလုပ်တွေကိုကြီးစုစစ်ဆေးပြီးအဖွားစီပြန်လာတယ်ဒီမှာ၄-၅ရက်နေပြီးရင်တော့တစ်ခါမပြန်လင်းမဖြစ်တော့သူ့အလုပ်တွေကအရေးကြီးတယ်ပသိမ်ရန်ကုန်နီးနီးလေးပါမေယာဒီတစ်ခါကျွန်တော်လာရင်ဘီရင်ဆရာပါခေါ်လာအောင်မယ်လို့ရီမောကပြောသွားတယ်တက္ကသိုလ်မှာဆရာမဖြစ်တဲ့ခင်ခင်လေးကလည်းစာမေးပွဲကိစ္စမိကွန်းကိစ္စအရေးကြီးနေရှာတယ်အမေကိစ္စမို့ဆွတ်ထွက်လာရတော့လဲသူ့အလုံးနဲ့တာဝန်ကသူ့ကိုစောင့်နေတယ်မောင်မောင်ကြီးရဲ့ခြံကတီဟိုတရက်များမှဲ့ရင်ခါနေပြီဖြစ်တယ်ဒီအချိန်ကကြက်ကြက်မမှတ်မဆောင်လျှောက်လျင်တခိုးလက်ထဲပါတက်၍သူ့၏ခြေဦးကမော်ဘီဘတ်သို့လဲနေပြီဖြစ်တယ်ကျွန်တော်ခြံကိုတရက်လောက်လိုက်ကြည့်ပါအောင်အမေယာကျွန်တော်လာခေါ်မယ်နော်အဝင်လန်းကနည်းနည်းကြမ်းလို့အမေအားမွေးလိုက်အောင်လို့ပြောတယ်နောက်ဆုံးမှရောက်လာတဲ့ခင်ခင်ထွေးကနောက်ဆုံးမှပြန်တယ်အဖွားနဲ့အတူအချိန်ပြည့်ကပ်နေရင်အဖွားကိုကလေးတယောက်လိုဂယုတစိုက်နဲ့ပြုစုတယ်တောင်နံကြီးတွေကိုကြောက်ပြန်အပြည့်တွေးပြီးအဖွားတကူလုံးမှွေးကြိုင်နေအောင်လိမ့်ပြီးတယ်အဖွားဆံပြုတ်တောက်လျင်ငါးကြော်အယိုးလေးများအသေးချနှွင်ပြီးတယ်အဖွားရောက်တဲ့ရရပြောသမျှကိုလည်းစိတ်ဝင်စားနားထောင်တယ်သူ့เจ้าကတပည့်လေးများအကြောင်းကိုလည်းပုံမြင်နေလို့ပြောပြတယ်နောက်ခါအဖွားအဖော်လုံးရမယ့်အတွေ့ထဲမှာခင်ခင်ထွေးရဲ့တပည့်တွေလည်းတခါတရံရောက်လာလိမ့်မယ်ဖြစ်လေတယ်သူလည်းပြန်ရမှာပါပဲလေအဖွားကတပြင်းလေးနဲ့အတူတွေးနေစဲမှာပင်ခင်ခင်ထွေးကခင်ထွေးလည်းခွင့်ရစီပြီးအမေရဲ့လို့ပြောတယ်ဒီမှာသာကလေးလုံနေတော့လဲသူ့เจ้าမှာသူကလူကြီးမဟုတ်လားလို့တွေးရင်အဖွားကပြန်လေသမီးရဲ့စိတ်ချလက်ချပြန်အမေကနေကောင်းနေပြီပဲဟာလို့ပြောရတယ်နောက်ဆုံးမှာတော့အဖွားရဲ့ဘေးမှာအတူနေသမီးကြီးခင်ခင်ကြီးတယောက်တာကျန်နေတော့တယ်အခုတော့အဖွားဟာဖျားစင်အောက်ကပက်လက်ကလထိုင်မှာပြန်ထိုင်နေရပြီဖြစ်တယ်ခါတိုင်းလိုပဲပထန်းရွတ်ပရိတ်ရွတ်ပရိစိတ်တရားမှတ်နဲ့ရှည်လျားလာတဲ့နေသားတွေကိုတရွေ့ရွေ့ကုံလုံးစေရတယ်ပက်လက်ကလထိုင်ပြီးကစပွဲပူလေးပေါ်မှာတော့အဖွားရဲ့စီပလင်းစိတ်ပတိရေပလင်းနဲ့ရေခွက်စတဲ့ပစ္စည်းအများအပြင်မှန်ပေါင်သွင်းထားတဲ့မိသားစုတပ်ပုံတစ်ပုံမှာတိုးလာလေတယ်။ဘေးရုပ်ဒုက္ခရိုက်ထားတဲ့ပုံကလေးကိုငေးကြည့်မိတိုင်းအဖွားရဲ့မျက်နှာမှာအပြုံးရိပ်တွေထင်လာတတ်တယ်
အိုတက်ခွဲခဲ့ရတဲ့နေ့ရက်များကိုပြန်ပြောင်းတွေးရသည်ကအဖွားအတွက်ကြည်နူးစရာပင်ဖြစ်တယ်။အဖွားအတွက်ရှည်လျားလာတဲ့နေ့သားတွေဟာအဲ့ဒီရက်တွေအတွင်းကဘလို့ကုံလွန်သွားမှန်းတော့မသိရအောင်ထူတောင်းခဲ့ရတယ်။ဒေါ်ခင်ခင်ကြီးခမလဲထုံးစံတိုင်းဟဲ့ကကြီးဟဲ့ကကြောင်နဲ့အော်ဟစ်နေရရှာပြီဖြစ်တယ်။လူကလည်းပိုဝလာတယ်။ထိုင်ရင်လဲဤကနေအားကနေအာယူနေရတော့အဖွားရဲ့ပလက်ကလထိုင်ပြီးရကျမ်းမြေမှာတနေ့တစ်ခေါက်ထိုင်နိုင်ဖို့ပင်အတော်လေးကြိုးစားရရှာတယ်။ဒီနေ့တော့အဖွားကထူးထူးဆန်းဆန်းမေးတယ်။သမီးရေအိုတက်ဆိုတာဘယ်နှခုရှိလဲယင်။ဟာအမေကလည်းတစ်ခုပဲရှိတာပေါ့။အဲ့ဒါဆိုရင်အမေမှာနောက်ထပ်ရောင်းစရာအိုတက်မရှိတော့ဘူးပေါ့။ဖြတ်ထုတ်လိုက်ပြီလေအမေရဲ့သူ့ကိုလုံးဝကြောက်စရာမလိုတော့ဘာဒုက္ခမှမပေးနိုင်တော့ဘူး။ဒေါ်ခင်ခင်ကြီးကသူ့အမေတွေးပြီးကြောက်နေတဲ့ထင်၍အားပေးတယ်။အဖွားကတော့အာတဟန်မတူ။တပ်ပြင်းလေးကိုမတိမတာရှိုက်ရင်ငြိမ်သွားတယ်။မိသားစုတပ်ပုံလေးကိုငေးကြည့်ရင်စိတ်ထဲမှာဝမ်းနဲ့တကြီးရေရွတ်နေမိလေတယ်။ငါမှရောင်စရာအိုတက်မရှိတော့ပါလား။ဇလန်းလေးရတော့ဒါပါပဲရှင်